အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ N3 မိမိခါရ Obo Aero Grammar လေးကိုစပြီးတော့သင်ပေးပါမယ်နောက်ရက်ဒီမှာလည်း IR သူပေါ့နော် Grammar လေးတင်ပေးသွားပါမယ်တခြား level တွေအတွက်ကိုတင်ပေးမယ်ပေါ့နော်ပြီးတော့တခြားချင်းစာနဲ့ပတ်သက်တဲ့ဘူးတူတာဗီဒီယိုလေးတွေစကားပြောလေးတွေကိုလည်းတင်ပေးသွားပါမယ်ဒီနေ့အတွက်ကတော့မိမိခါရ Grammar တွေက Unit 1 1နဲ့2လေးကိုတင်ပေးပါမယ်ဒီနေ့ကိုနည်းနည်းချင်းစီပဲတင်ပေးသွားမှာဖြစ်တဲ့အတွက်စာကြည့်ရတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အများကြီးကြတော့လေတခါလေးကြတော့လို့ရတာအဆင်မပြေမှာဆိုလို့ပါအဲ့ဆိုလို့ရှိရင်ကြည့်လိုက်ကြရအောင်一番မှာဆိုလို့ရှိရင်သူကခို့တူနိနာတဲ့ဤတို့နာနိခို့တူနိနာတဲ့ဤတို့ဆိုတာလေးကကြတော့တခုခုကိုဖြစ်အောင်လုပ်နေတယ်အဲ့ဒီဟာကြတော့လေကိုတိုင်းအကြောင်းအရာတခုခုကိုလုပ်ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ကိစ္စရပ်တွေမှာအသုံးပြုတယ်ခို့တူနိတဲ့ဤတို့ဥမာငါနေတိုင်းချင်းစောဖြစ်အောင်လုပ်နေတယ်နေတိုင်းဂျပန်စာကိုလုပ်ဖြစ်အောင်လုပ်နေတယ်ဥမာတစ်နေ့2နာရီပဲဖြစ်ဖြစ်1နာရီပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အလေးအကျင့်လေးတွေအလေးအထားလေးတွေကိုပြောတဲ့အခါမှာလည်းသုံးလို့ရပါတယ်သူကတွဲတဲ့ form လေးဆိုရင်တော့ dictionary form ရှိမယ် 9 form ရှိမယ်ဟိုတိုနစ်တဲ့ဒီလိုလေးနဲ့တွဲတယ်ဒီတိုင်းလေးပဲကြည့်မယ်ဆိုရင်တော့စာပေါ့နော်နည်းနည်းလေးရှုပ်သလိုလေးဖြစ်နေမှာဆိုလို့ grammar လေးတွေက rate လေးနဲ့တွားပြီးတော့ကြည့်ကြရအောင်ဒီမှာဆိုလို့ရှိရင်何事にしているသူရဲ့ email လေးကကြတော့自分で決めた習慣ခုနပြောသွားသလိုပဲပေါ့နော်自分でကိုယ်တိုင်းဆုံးဖြတ်ထားတဲ့ကိစ္စရပ်တွေအကြောင်းအရာတွေဖြစ်ပါတယ်ဆက်စုစုခုလေးကကြတော့動詞の辞書記9期 dictionary form 9 form အမှ1番မှာဆိုလို့ရှိရင်健康のため毎朝牛乳を飲むことにしているခန်းခိုးနောတာမယ်ဆိုတာကသူကျမ်းမာဖို့အတွက်မိုင်းအဆမနတိုင်းဂီယူနီယူနွားနို့ကိုနော်မှုခွတ်တိုနစ်တဲ့ဤတို့တောက်ပြအောင်လုပ်နေရဆိုတော့သူကျမ်းမာဖို့အတွက်မနတိုင်းနွားနို့တောက်ပြအောင်တောက်နေရဆိုတဲ့အဓိပ္ပာယ်ပဲနော်ဒီပဲတနာခဆန်ဝခါအဲဒီကအိုဆိုကူနာရုထုခီဝခါနာရာစုမဲရုစုရုခွတ်တိုနစ်တဲ့ဤတို့ဆိုတာတနာခဆန်ကခါအဲဒီကအိုဆိုကူနာရုထုခီဝခါရီကအပြန်နောက်ကျတဲ့အခါတွေမှာဆိုလို့ရှိရင်ခန္ဓာရစုမပြတ်မကွက်မဲရုစုရုခွတ်တိုနိစတဲ့အေရုဆိုတာမေးပို့ဖြစ်တာကိုသူလုပ်ပြအောင်လုပ်နေတဲ့ပုံပဲဆိုတော့သူနောက်ကျပြီဆိုလို့ရှိရင်တော့သူမေးပို့တယ်ဆိုတာကိုပြောတာနော်စံပန်ဝါခိုင်ခိုးလိုဝါအိုရန်ပစ်ခိုနိဒေရုနောကယူမေတဲ့မိုင်းနိချိဟာချိချိကန်ရန်ရှုစုရုခွတ်တိုနိစတဲ့အတဝါခိုင်ခိုးလိုသူငယ်တုန်းကဆိုလို့ရှိရင်တဲ့အိုရန်ပစ်ခုနှစ်ဒဲရုနော်ကယူမဲ့တဲ့ဆိုတာကအိုရန်ပစ်ပြိုင်ပွဲမှာဒဲရုနော်ကယူမဲ့တဲ့ဝင်ပြိုင်တာကသူ့အတွက်အိမ်မက်ဖြစ်ပြီးတော့မိုင်းနိချိနေတိုင်းဟာချိချိကန်8နာရီလောက်ကြာအောင်ရန်ရှူစုရုကုတိုနိစတဲ့အီတာဆိုတာကသူလေ့ကျင့်ဖြစ်အောင်လုပ်နေရပေါ့နော်အဲ့သူငယ်ရွယ်တဲ့အခါမှာဆိုလို့ရှိရင်အိုလံပစ်ပြိုင်ပွဲမှာဝင်ပြိုင်တာကသူ့အတွက်အိမ်မက်ဖြစ်ပြီးတော့နေတိုင်း8နာရီလောက်ကြာအောင်လေ့ကျင့်တာကိုလုပ်နေတယ်順番休日は家で仕事をしないことにしているのに今週はどうしても金曜日に終わらせることができず持って帰ってきた休日ဆိုတာကသူအားလည်းရပေါ့နော်သူအားလည်းရမှာဆိုလို့ရှိရင်တဲ့အိမ်မှာအလုပ်ကိုしないことにしているのにဆိုတာကသူမလုပ်ဘူးလို့တဲ့ဆုံးဖြတ်ထားခဲ့ရတာနဲ့今週はဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့どうしてもဆိုတာသူအကြောင်းကိစ္စကြောင့်ပေါ့နော်ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်တဲ့ခေယောဘီနိဆိုတာတောက်ကြနေမှာ ORA ဆေးရုခုတူကတဲ့ခိစုသူ့အလုပ်တွေကိုအပြီးမတက်နိုင်ခဲ့တဲ့အတွက်မတ်တဲ့ခိုင်တဲ့ခိတာသူယူပြီးတော့ပြန်လာခဲ့ရတယ်အဲ့တော့သူကကြတော့သူပရက်တွေမှာဆိုလို့ရှိရင်သူအလုံးမလုပ်ဖို့အတွက်ဆုံးဖြတ်ထားခဲ့နော်နိဆိုတာလေးကလေသူကရက်တာနဲ့တခုခုကိုလုပ်ခဲ့ရက်တာနဲ့အဲ့လိုမျိုးပေါ့နော်သူအဲ့လိုပုံစံလေးနဲ့တုံးတယ်သူအိမ်မှာအလုံးမလုပ်ဖို့ဆုံးဖြတ်ထားခဲ့ရက်တာနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့သူတောက်ကြနေမှာအပြီးမတက်နိုင်ခဲ့လို့အိမ်ကိုယူပြီးတော့ပြန်လာခဲ့ရတယ်နောက်ထပ် grammar လေးတစ်ခုကိုဆက်ကြည့်ရအောင်နောက်ထပ် grammar လေးကကြတော့ခုတိုနိနာတေဤတို့တခုခုကိုလုပ်ဖို့သတ်မှတ်ထားတယ်ဖြစ်လာတယ်တခုခုကိုလုပ်ဖို့သတ်မှတ်ထားတယ်ဖြစ်လာတယ်ဆိုတာကကိုကသတ်မှတ်ထားတာမဟုတ်ဘူးဖြစ်လာတယ်ဆိုကြတဲ့ကသူ့ဘာသူဖြစ်လာပေါ့နော်ကိုကလုပ်တာမဟုတ်ဘူးအဲ့ဒီမှာဆိုလို့ရှိရင်လေသူကတခြားသူတွေကအကြောင်းအရာတစ်ခုခုကိုလုပ်ရမယ်ဆိုပြီးတော့သတ်မှတ်ထားတဲ့ကိစ္စရပ်တွေမှာအသုံးပြုပါတယ်
သူကအပေါ်နဲ့တူတူပဲပေါ့နော် verb ဆိုရင် dictionary form 9 form ခုတိုနီနတ်တဲ့ဤလူအပေါ်ကဒီခုတိုနီတဲ့ဤလူတွေကကြတော့ကိုယ်တိုင်လုပ်တာအောက်ကနာနီခုတိုနီနတ်တဲ့ဤလူတွေကကြတော့တခြားသူတွေလုပ်တဲ့ကိစ္စတွေမှာတခြားသူတွေလုပ်တဲ့ကိစ္စဆိုတာကဥပမာကျောင်းကသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းမျိုးနိုင်ငံကသတ်မှတ်ထားတဲ့စီကံမျိုးပေါ့နော်အိမ်ကသတ်မှတ်ထားတဲ့စီကံတွေအဲ့ဒါတွေကိုပြောတာနော်ဒါဆိုလို့ရှိရင်တော့ array လေးကိုတွားပြီးတော့ကြည့်လိုက်ကြရအောင်2番မှာဆိုလို့ရှိရင်何々ことになっている話しての意思に関係なく決まる習慣規則予定という意味လေးဆိုတော့習慣ဓလေ့ထုံးစံတွေ規則စီမင်းစည်းကမ်းတွေ予定အစီအစဉ်တွေခံခဲနာခုခိမာလို့ဆိုတာကစိတ်ခံစားချက်မပါဘဲနဲ့ကိုကသတ်မှတ်ထားတာမဟုတ်ဘဲနဲ့သူများကသတ်မှတ်ထားတဲ့ဟာမျိုးပြောတာဆက်စခုလေးမှာဆိုလို့ရှိရင်ကြတော့ဒိုရှိနော်ဂျီရှော့ခေနိုင်ခေနော်ပေါ်ကနေတူတူပါပဲဂျီရှော့ခေဆိုတာ dictionary form လေးကိုပြောတာပေါ့နော်သူက root form လို့လည်းပြောတယ်ဂျီရှော့ခေ root form dictionary form သုံးခုလုံးအတူတူပဲနော်အဲ့တော့1番မှာဆိုလို့ရှိရင်本校では教室では日本語しか話せないことになっているဒီကျောင်းမှာကတဲ့ဒီကျောင်းမှာရောပြီးလို့ရှိရင်စာသင်ခန်းမှာရောဂျပန်စာကလွဲပြီးတော့မပြောဘူးအတွက်သတ်မှတ်ထားတယ်ဆိုတော့ရှိကနိုင်ဆိုတဲ့အဓိပ္ပာယ်တွေကလွဲပြီးမရှိဘူးကလွဲပြီးမလုပ်ဘူးအဲ့တော့ဂျပန်စာကလွဲပြီးတော့သူကမပြောရဘူးပေါ့နော်ဂျပန်စာပဲပြောရမယ်ဆိုတဲ့အဓိပ္ပာယ်ဒတ်ကေလိုမျိုးပေါ့နော်ဒါပဲလုပ်တယ်ဆိုတဲ့ပုံစံမျိုး2番法律では20歳未満はお酒を飲んではいけないことになっている法律ဆိုတာကဥပဒေမှာဆိုလို့ရှိရင်တဲ့အသက်20မပြည့်သေးတဲ့သူတွေကိုအရက်မတောက်လို့မရဘူးဆိုပြီးတော့သူတို့ကသတ်မှတ်ထားတယ်။ဒါကြတော့ဥပဒေကသတ်မှတ်တာကိုကသတ်မှတ်တာမဟုတ်ဘူးเนาะအသက်20မပြည့်အရက်မတောက်အောင်ဆိုပြီးတော့သတ်မှတ်ထားပါတယ်။3番私のうちでは1月2日に親戚がみんな集まることになっているကျွန်တော်ရဲ့အိမ်မှာဆိုလို့ရှိရင်တလပိုင်း2ရက်နေ့မှာဆွေမျိုးတွေအားလုံးကစုဝေးဖို့အတွက်ဖြစ်လာတယ်ဆိုတော့ဒါသူကလေအားလုံးကိုလိုက်ပြီးတော့သူစုဝေးရမှာမဟုတ်ဘူးပေါ့နော်သူတို့ချင်းပြီးတော့ဥမာလူကြီးတွေချင်းပြီးတော့သူတွေစုံကြတာမျိုးပြောတာပေါ့နော်အဲ့တော့သူကသတ်မှတ်ထားတာမဟုတ်ဘူးသူကသူဖြစ်လာတာသတ်မှတ်ထားတာသူများသတ်မှတ်ထားတဲ့ကိစ္စမျိုးပေါ့နော်နောက်တစ်ခုကကြတော့ယွန်းဘန်အရှတာဝါအာရူဘိုင်တိုနိုမန်ဆက်စနီအီကူခုတိုနီနာတေအီတို့မနေ့ပြန်မှာဆိုလို့ရှိရင်အာရူဘိုင်တိုနိုမန်ဆက်ဆိုတာကသူဒီအချိန်ပိုင်းအလုပ်ရဲ့အင်တာဗျူးကိုတွားဖို့အတွက်ဖြစ်လာတယ်中村さんとここで10時に会うことになっていたんですが中村さんနဲ့ကိုကိုတဲ့ဒီနေရာမှာ10時に10နာရီမှာ会うことになっていたんですがတွေ့ဖို့အတွက်သူသတ်မှတ်ထားခဲ့ပေမဲ့ဆိုပြီးတော့အနောက်မှာသူကဥမာသူရောက်မလာခဲ့ဘူးလို့လိုမျိုးပေါ့နော်တခုခုလေးကိုသူပြောချင်တာမို့လို့ဒီမှာဆက်ကလေးနဲ့သူပြောပြထားတာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီနေ့တင်သွားတဲ့ grammar လေးနှစ်ခုကိုပြန်ပြောပေးပါမယ်ခုတိုနီစတဲ့အီရူဆိုလို့ရှိရင်ဂျီပွန်တဲ့ကိုကိုတိုင်းလောက်ထားတဲ့ကိစ္စနတ်နာနီခုတိုနီနတ်တဲ့အီရူဆိုရင်တော့သူများကသတ်မှတ်ထားတာဒါမှမဟုတ်လို့ရှိရင်သူပါသူဖြစ်လာတဲ့ကိစ္စမျိုးလေးပေါ့နော်ကိုကသတ်မှတ်ထားတာမျိုးမဟုတ်တဲ့အခါတွေမှာသုံးပါတယ်はい今日はこれで終わりましょう。